ဒီကုန်းမရလဲကွာအကိုတို့ဘာကြီးလုပ်နေလဲဆိုတော့မသိလို့ဖြစ်မှာကိုတို့ဘာကြီးလုပ်နေလဲဆိုတော့ချပြပြီးတော့မှဒီကုန်းမကို rebrand ပြန်လိုက်မယ်မဒီကောမောင်လေးဘယ်လို reply ပြန်လာရမလဲဒီကွန်မန့်ကလေအမောက်တို့ဆိုင်ရန်ကိုတိတ်ခါနဲ့ဆိုင်နေရဆိုတော့အကိုတေချာလေးပြမရမယ်မလေးမမအားသေးလို့အကိုတခြားပြပြီးတော့နော်အဲ့ဆိုအကိုတော့ပြလိုက်နော်အေးမလေးဝင်ငယ်ညီမကိုညီမပြောစရာလေးရှိလို့ညီမတို့ဆိုင်ရဲ့ဂုံတိတ်ခါနဲ့ပတ်သက်ပြီးတော့ကောမန့်လေးမှတ်ထားတယ်လို့ကိုဒီကုန်းမရလဲကွာအကိုတို့ဘာကြီးလုပ်နေလဲဆိုတော့မသိလို့ဖြစ်မှာအကိုတို့ဘာကြီးလုပ်နေလဲဆိုတော့ချပြပြီးတော့မှဒီကုန်းမကို rebrand ပြန်လိုက်မယ်ကျွန်တော်တို့ပထမဆုံးတစ်ခုအနေနဲ့ကတော့ကျွန်တော်ကုမ္ပဏီမီကာအက်ကရင်စောက်လုပ်ပေးနေတဲ့ပဲခူးမြစ်နောက်လမ်းမှာရှိတဲ့အောင်တီရီလန်89ရက်ကွက်တကုံစိတ်ကန်းကစိုက်ကလေးနဲ့လိုက်ပြမယ်ကျွန်တော်တို့ဒီအဆောက်အဦလေးကတော့34 44 RC နှစ်ထပ်ခွဲအဆောက်အဦကျွန်တော်တို့ကုမ္ပဏီရရင်စောက်လုပ်ပေးနေတာဖြစ်ပါတယ်လက်ရှိ PC မှုကတော့ကျွန်တော် Collan တိုင်းနေစုံသွားလို့ကျွန်တော် Fat Floor ပေါ့နော် select ဆင်နေပြီဖြစ်ပါတယ်ကျွန်တော် ਨੇ နောက်တစ် site လိုက်ခဲ့ပြပါဒါကတော့ကျွန်တော်တို့ရဲ့ Handcraft မြန်မာကုမ္ပဏီရရင်ပြင်ဆင်ပေးနေတဲ့3ထပ်တိုက်အဆောက်အဦပဲဖြစ်ပါတယ်ဒီအဆောက်အဦကတော့ interior ဘိုင်းကိုကျွန်တော်တို့ကဒီရေမီးဆေးပေါ့နော်အားလုံးအပီးစီးပြင်ဆင်ပေးနေရပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ site လေးကတော့55 60 3ထပ် RC တိုက်ပဲဖြစ်ပါတယ်အဲ့တိုက်ကိုကျွန်တော်တို့ interior decoration ဘိုင်းတွေ furniture တွေဒီကြမ်းခင်းတွေမှာအစားပါဗျာအခုလက်ရှိစပြီးတော့မှပြင်နေပြီပဲဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်ဒီ aluminum frame တွေတက်ပြီးသွားပြီပြီးတော့ ceiling တွေလုပ်နေပြီပေါ့နော်ပြီးတော့ဆေးတွေကျွန်တော်တို့ကအခုပက်တီးတွေနှစ်ကုတ်ပြီးသွားပြီပေါ့နော်ကဲကျွန်တော် ਨੇ နောက်ထပ်တစ် site ကိုကျွန်တော်ထပ်ပြီးလိုက်ပြပေးပါမယ်ကျွန်တော်တို့ဒီအဆောက်အဦလေးကတော့လှိုင်မြို့နယ်ကျွန်တော်ဇေတဝင်ကျောင်းလမ်းပေါ်မှာတည်ရှိတဲ့3ထပ် RC အဆောက်အဦလေးဖြစ်ပါတယ်ဒီအဆောက်အဦလေးကိုကျွန်တော်တို့ကုမ္ပဏီရရင်မှာ foundation ရရင်အစကျွန်တော်တို့ decoration ထိအစအဆုံးတာဝန်ယူပြီးပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော် ਨੇ အထက်ကိုလိုက်ပြမယ်ကျွန်တော်တို့ဒီအိမ်ကတော့ကျွန်တော်3ထပ် RC ကိုမှကျွန်တော်ကုမ္ပဏီရပဲ drawing တွေ structure တွေဆွဲပြီးတော့မှပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်ဒီဖျားစင်လေးကတော့ကျွန်တော်အိမ်ရှင်ကိုကျွန်တော်တို့ကုမ္ပဏီကလည်းကုသိုလ်ရအောင်လို့မှအလှသဘောအနေနဲ့လက်ဆောင်ပေးထားတာပဲဖြစ်ပါတယ်။နောက်တစ် site ကိုကျွန်တော်ထပ်ပြီးတော့ပြပါအောင်မယ်။ကျွန်တော်တို့ဒီအဆောက်အဦလေးကတော့မြန်ကုန်းမြို့နယ်2ရက်ကွယ်ဥအောင်ဈေးကလမ်းပေါ်မှာရှိတဲ့6ထပ်တိုက်အဆောက်အဦပဲဖြစ်ပါတယ်ဒီအဆောက်အဦမှာတော့ကျွန်တော်တို့ကုမ္ပဏီက furniture တွေကိုကျွန်တော်တို့ပြုလုပ်ပေးနေတာဖြစ်ပါတယ်အပေါ်မှာလက်ရှိပြုလုပ်နေပြီပေါ့နော်ဒီနားမှာလည်းကျွန်တော်တို့က kitchen တွေပါတယ်အခုလက်ရှိကျွန်တော်တို့အပေါ်မှာစနေတဲ့အလုပ်လေးတွေကိုကျွန်တော်လိုက်ပြပေးမယ်ကျွန်တော်တို့ဒီအဆောက်အဦကတော့စုစုပေါင်းထူတဲ့6ထပ်ရှိရပါတော့6ထပ်မှာကျွန်တော် with video တွေ kitchen တွေအတော့တစ်ထပ်ကိုတစ်ခုလောက်တာပေါ့နော်တစ်ခုလောက်ပြီးတော့ကျွန်တော်တို့ဒါကတော့ဒီ kitchen ကတော့ကျွန်တော်တို့လောက်တာပြီးသွားပြီဖြစ်ပါတယ်အပေါ်မှာတော့ကျွန်တော်တို့လုပ်နေတဲ့ဟာတွေရှိတယ်ပြီးရင်တစ်ချက်လိုက်ပြပေးမယ်ဒီကတော့ kitchen ပြီးသွားတဲ့ဟာပေါ့နော်မှုန်တွေကတော့နည်းနည်းတက်နေတယ်တန်ရှင်းလေးလုပ်ပြီးထားတာကြာသွားတယ်ခင်ဗျာမုံတက်နေအောင်ဒါကြီးအကုန်လုံးကလည်းကျွန်တော်ကုမ္ပဏီရပဲ
ပြင်ဆင်ပေးထားဖြစ်ပါတယ်ကဲအပေါ်တစ်ချက်လိုက်ပြပေးမယ်ဒီမှာလည်းအောက်ထပ်လိုပဲသူက kitchen ကပုံစံအတူပဲပေါ့နော်အပေါ်ထပ်တွေမှာလည်းရှိရအခုလက်ရှိလုံနေရဆိုတော့မပြတော့ဘူးပေါ့နော်ဒီမှာအခုလက်ရှိလုံနေတော့မှရှိသေးတယ်တန်ရှင်းနေလည်းမပြီးသေးဘူးဒီအခန်းထဲမှာဟိုဘေးစင်ကောင်တာလေးတစ်ချက်ရှိလိုက်ပြပေးမယ်ဒီခန်းထဲမှာတော့ကျွန်တော်ဒီဘေးစင်ကောင်တာလေးလုပ်ပေးထားရပါတော့ဒီမှာဘေးစင်ကောင်တာလေးပြီးသွားပြီပေါ့ဘေးစင်ကောင်တာကိုဒါ question ခင်းပြီးတော့မှဒါလက်မနိတ်နဲ့လုပ်ပေးထားတာပေါ့နော်ရေးဆိုးခံအောင်လို့လည်းအောက်မှာ PVC ပုတ်သုံးပေးထားတယ်ဒီမှာတော့မပါမဖြစ်ကျွန်တော်တို့168မှာရောင်းတဲ့ LED မှန်နေပဲဖြစ်ပါတယ်ကျွန်တော်တို့အရှိအပြသွားတဲ့ site တွေနဲ့အခုလက်ရှိ site ကတော့ကျွန်တော်တို့ Mega Eye နဲ့ hand crack ကင်ပြီးတော့မှပြင်ဆင်ပေးနေတဲ့ site အချို့ပဲဖြစ်ပါတယ်ကျွန်တော်တို့10စုနှစ်ကြာလောက်လာတဲ့အတွေ့အကြုံတွေပေါင်းဆက်ပြီးတော့မှ168 furniture accessory ကိုစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့ comment မှတ်နဲ့ညီကိုလည်းနားလည်လောက်ပြီးထင်ပါတယ်ကျေးဇူးတင်ပါတယ်နိုင်လင်းစော